and Senior General Minhu, who commanded the military during the genocide, now rules over Myanmar. နယ်သာလန်နိုင်ငံတဟိတ်မြို့မှာရှိတဲ့ပြည်ပဆိုင်ရာတရားရုံး ICJ မှာမြန်မာနိုင်ငံတွင်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခံခဲ့ရတဲ့ရိုဟင်ဂျာတွေအတွက်ရုံးတော်ကပြတ်သားတဲ့ဆုံးဖြတ်ချက်ချမှတ်ပေးဖို့ဂမ်ဘီယာကတောင်းဆိုခဲ့တဲ့ကြားနာမှုတရက်ကိုဇန်နဝါရီလ12ရက်နေ့မနေ့ကစပြီးပြုလုပ်ခဲ့ပါတယ်။တရားရုံးရဲ့ယာယီဥက္ကဋ္ဌဂျပန်လူမျိုးတရားသူကြီးယူဂျီအီဝါဆာဝါကဒီမှုဟာကျူးလွန်ခံရသူတွေအတွက်အမှန်တရားပေါ်ပေါက်ဖို့ရည်ကြီးဆုံးအဆင့်ဖြစ်တယ်လို့ကြေညာပြီးကြားနာမှုကိုစတင်ခဲ့ပါတယ်။ I now give the floor to the agent of the Gambia, High Excellency Mr. Dawda Jallow. 6 years ago, the Gambia filed its application with this court, seeking to hold Myanmar accountable for its violations of the Genocide Convention. အဲ့ဒီနောက်ဂမ်ဘီယာတရားရေးဝန်ကြီးဒေါ်ဒါချေလူကလက်ရှိပြုလုပ်တဲ့ကြားနာစစ်ဆေးမှုဟာကျူးလွန်ခံရသူတွေအတွက်အမှန်တရားပေါ်ပေါက်ဖို့နောက်ဆုံးအခွင့်အရေးဖြစ်တဲ့ကြောင်းမြန်မာစစ်တပ်ရဲ့လုပ်ရက်တွေဟာတာမန်စစ်စင်ရေးထဲကျော်လွန်နေပြီးရိုဟင်ဂျာတွေကိုမြန်မာမြေပေါ်ကနေလုံးဝပျောက်ကွယ်သွားအောင်စနစ်တကျလှုပ်ဆောင်ခဲ့တာဖြစ်တဲ့ကြောင်း ICJ တရားရုံးအနေနဲ့တမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာယက်တီပေးဖို့တိုက်တွန်းကြောင်းနဲ့မြန်မာနိုင်ငံအနေနဲ့ကျူးလွန်ခဲ့တဲ့လုပ်ရက်တွေအတွက်တာဝန်ခံမှုနဲ့ကျူးလွန်ခံရသူတွေအတွက်ရော်ကြီးနဲ့တရားမျှတမှုရရှိဖို့တို့ကိုရှောက်လဲသွားပါတယ်။အဲဒီနောက်မှာဂမ်ဘီယာဘက်ကအကျိုးဆောင်ရှေ့နေဖိလစ်ဆန်စ်က The importance of this case in relation to the protection of the Rohingya community in Myanmar ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်တပ်ရဲ့နေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့တဲ့2019ဩဂုတ်လနောက်ပိုင်းရိုဟင်ဂျာကြီးရွာပေါင်း390ကျော်မှာဖြစ်ပွားခဲ့တဲ့မီးလောင်ဖျက်ဆီးမှုတွေကိုတင်ပြခဲ့တယ်လို့မြန်မာစစ်တပ်ရဲ့မီးရှို့ခဲ့တဲ့ထောက်ထားဖျောက်ဖျက်မှုတွေကိုလည်းတင်ပြခဲ့ပါတယ် The legal standards for proving genocide under the convention ဂမ်ဘီယာဘက်ကနောက်ထပ်ရှင်းနေတူဖြစ်တဲ့ပေါ်ရိုက်ကလာကတော့မြန်မာနိုင်ငံကတင်သွင်းထားတဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်ဟာအခြေမြင့်မရှိတဲ့အကြောင်းရှောက်လဲတင်ပြခဲ့ပါတယ် This case is about Myanmar's acts of genocide against the Rohingya group. နောက်ဆုံးဂမ်ဘီယာရဲ့ရှင်းနေတူဖြစ်တဲ့အာဆလန်ဆူလီမန်ကလည်းမြန်မာနိုင်ငံကရိုဟင်ဂျာဆိုတဲ့ခေါ်ဝေါ်ကိုညှင်းပယ်ပြီးဘင်္ဂါလီလို့ခေါ်ဆိုတာဟာရိုဟင်ဂျာတွေရဲ့ဖြစ်တည်မှုကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်ဖြစ်တဲ့အကြောင်းနဲ့ဒေသခံတွေနေရပြန်မလာနိုင်အောင်လူနေအိမ်တွေကိုရွေးချယ်ဖျက်ဆီးခဲ့တာဟာလူမျိုးတုံးရှင်းလင်းတဲ့လုပ်ရက်လို့ဆွဆွဲခဲ့ပါတယ်။ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်နဲ့2019ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုတရားစွဲဆိုခဲ့တဲ့မှုနဲ့ပတ်သက်တဲ့ခုတတိယကြိမ်မြောက်ကြားနာပွဲကိုတော့မြန်မာနိုင်ငံဘက်ကစစ်ကော်မရှင်ရဲ့နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့်ဝန်ကြီးဦးကိုကိုလိုင်နဲ့ဥပဒေရေးရာဝန်ကြီးဌာနဝန်ကြီးနဲ့ပြည်ထောင်စုရှေ့နေချုပ်ဒေါ်သီတာဦးတို့ဦးဆောင်တဲ့ဖွဲ့တက်ရောက်နေပြီးလာမယ့်ဇန်နဝါရီလ16ရက်နေ့ကစပြီးတော့မြန်မာနိုင်ငံဘက်ကပြန်လည်ခုခံခြေပချက်တွေကိုရှောက်လင်းတင်ပြသွားရမှာဖြစ်ပါတယ်ခင်ဗျာ။